ဆိုတော့ကျမတို့တွေအရှိမပေါ့နော်ကလင်yearly calendar ရေးဆွဲခဲ့ပြီးဖြစ်တယ်ဆိုတော့ yearly calendar လေးရေးဆွဲပြီးတဲ့နောက်မှာနံပါတ်2အချက်အနေနဲ့ကြတော့ကျမတို့တွေအဲ့ဒီရဲ့တစ်နှစ်လုံး12လပေါ့နော်တစ်လချင်းစီ12လရဲ့တစ်လချင်းစီမှာရှိတဲ့ပိတ်ရက်တွေကိုသေချာ detail မှတ်ဖို့လိုပါတယ်အဲ့တော့lesson plan ဆွဲရမယ်ဆိုရင်ကျမတို့ရလာတစ်လမှာဘယ်နည်းရှိတာလဲပိတ်တာစနေတနင်္ဂနွေဘယ်နည်းရက်လဲစနေတနင်္ဂနွေအပြင်ကိုမှတခြားပိတ်ရက်တွေဘာတွေရှိသေးတယ်လဲဆိုတော့ပိတ်ရက်ကလေးတွေကို detail အသေးစိတ်လဲမှတ်ဖို့လိုပါတယ်ဆိုတဲ့အခါကျတော့January မှာဆိုလို့ရှိရင်ကျမတို့ဘာတွေဘယ်နည်းရက်သေးပိတ်တယ်လဲဘယ်ဟာတွေပိတ်တယ်လဲပေါ့နော်ဆိုတော့အဲ့ဒါမှကျမတို့ကကလာချင်းတွေပိတ်ရက်ကိုသိတဲ့အခါကျမှရက်အတိအကျထပ်လာမှာဖြစ်ပါတယ်အဲ့ဒီရက်အတိအကျနဲ့မှကျမတို့တွေက lesson plan အစစ်အစစ်သွားရေးဆွဲရဖြစ်တဲ့အတွက်နံပါတ်2ချက်အနေနဲ့ပိတ်ရက်လေးတွေကို detail မှတ်ထားဖို့လိုပါတယ်သိဖို့လိုပါတယ်ရှင်ဆိုတော့နံပါတ်1ချက်အနေနဲ့ဆိုလို့ရှိရင်ကြတော့ yearly calendar တစ်နှစ်လုံးစာရဲ့ calendar လေးကိုသိရမယ်နံပါတ်2ချက်အနေနဲ့ဆိုလို့ရှိရင်ကြတော့အဲ့ဒီတစ်နှစ်လုံးစာမှာတစ်လချင်းစီမှာတစ်ပတ်ချင်းစီမှာပိတ်ရက်တွေဘယ်နည်းရှိသလဲဆိုတာကိုသိရမှာဖြစ်ပါတယ်ရှင်